ဒါကတော့ဝဋ္ဌနာတော်ဘုရားစုဖြစ်ပါတယ်ပေါင်းတော့လွန်ထူပါတယ်လမ်းကြောင်းတောင်မပေါ်ပါဘူးဒီဒီချာချာလေးပေါင်းတော့ကိုကြည့်ပြီးတော့သွားရပါတယ်အပင်ပေါ်မှာဘုရားပေါ်မှာလည်းအပင်တွေပေါက်နေပါတယ်အပင်ပေါ်မှာဘုရားတွေပေါက်နေပါတယ်ဟုတ်ပါပြည့်ညက်ပေါင်းတော်ကြီးရတော့ဒါပါပဲတော့တိုးသွားနေရပါတယ်